Cooking ဒီနေ့ကတော့တချင်ကျော်လေးကြော်စားမှာဖြစ်ပါတယ်တီတီတို့ကမော်လမြိုင်သူပေါ့နော်ဒါပေမဲ့ရန်ကုန်မှာနေတဲ့မော်လမြိုင်သူဖြစ်တဲ့အတွက်ကိုယ့်ရဲ့ရိုးရွာကအစားအစာတွေကိုရန်ကုန်မှာရှိနေလေပဲအမြဲတမ်းစားဖြစ်ပါတယ်တချင်ကျော်ကဘာကြီးပါလဲဆိုတော့တရက်သီးစိမ်းပါမယ်ငါ6ပါမယ်ချက်သွန်လေးပါမယ်ငပိစိမ်းစားပါမယ်ဆန်နှင်းပါမယ်ဟင်းခတ်မုတ်ပါမယ်စားပါမယ်ပေါ့နော်ထည့်ချင်လည်းရတယ်မထည့်ချင်လည်းရတယ်ပေါ့နော်တီးရတော့ဘယ်လိုမျိုးကြော်လဲဆိုတော့တရက်သီးလေးတွေပေါင်းလိုက်တယ်ချင်းနဲ့ချစ်လည်းရတယ်ပေါ့နော်ပြီးတော့ရီလေးဆေးပြီးတော့အဲ့ဒီဟာပါဝင်တဲ့ဟာလေးတွေအကုန်လုံးရောနေလိုက်တယ်ရောနေပြီးတော့ရှင်စီပူလာပြီးဆိုရင်စီမာတက်ပြီးတော့ပေါ့နော်စီပူလာရင်ဒါလေးတွေအကုန်လုံးလုံးပြီးတော့ကြော်လိုက်တယ်ပေါ့နော်ငါ6နဲ့ကြော်ရင်တော့ပူကောင်းတယ်ဒါပေမဲ့တီးရတော့အခုကတော့ငါချောင်းနဲ့မကြော်ပါဘူးအိမ်မှာအရွယ်တကူရှိတဲ့ပစွန်ချောင်းနဲ့ပဲကြော်လိုက်ပါတယ်ပစွန်ချောင်းအကောင်ကြီးနဲ့အကောင်ကြီးရောပြီးတော့စိမ်ပြီးတော့ရေလေးစစ်ပြီးတော့ထောင်းပြီးတော့မှဒါလေးတွေကိုထည့်လိုက်ပါလားထည့်လိုက်ပါတယ်ဒီလိုချိန်မှာလေရာသီဥတုပူတော့ဒါလေးတွေကပဲစားလို့ကောင်းတယ်ပေါ့နော်အခုကတော့တကြံကြော်လေးကိုကြော်သူရတော့မှာပါတကြံထမင်းမရှိတဲ့အခါကြလို့ရှိရင်တော့တကြံထမင်းကတော့တက်လို့ရတယ်ပေါ့သူကကြတော့အစင်စင်နေများတဲ့အတွက်ကြောင့်မို့လို့နောက်တစ်ခါမှချက်ပြပါတော့မယ်ရိုက်ပြပါတော့မယ်ခုကတော့အစင်သေးလေးစားလို့ရနေပါပြီဒီလိုအနေထားလေးနူးလာပြီအေးလာပြီဆိုလို့ရှိရင်စီလေးလည်းပြန်လာပြီဆိုလို့ရှိရင်တကြံကြော်လေးရပါပါပြီပစွန်ချောင်းနဲ့လည်းကြော်စားလို့ရပါတယ်အိမ်မှာတော့ပစွန်ချောင်းနဲ့ပဲကြော်စားဖြစ်တယ်ပေါ့ငါ6တန်စီကြည့်တယ်လေရပါပြီစားလို့ကျေးဇူးပါအဆုံးထိကြည့်ပေးတဲ့အတွက်နောက်တစ် vlog လေးမှာပြန်လည်ဆုံတွေ့ကြပါမယ်